ပါခေါ်လာခဲ့ပြီအဖေဟေးဘာလဲသမီးရဲ့ဘာရဲ့လုံမနေနဲ့ဧည့်သည်ပါလာတယ်ဩဧည့်သည်ပါလာလဲကြကြနာနာဧကံမပေါ်သမီးရဲ့သမီးဧည့်သည်ခေါ်လိုက်လေဦးလေးကျွန်တော်ရေစီတိုက်မယ်ဟာတတသွားတိုက်စမ်းပါသမီးဧည့်သည်ခေါ်မယ်ခေါ်လိုက်စမ်းပါဦးလေးကျွန်တော်လို့ဒီမှာသားပါချင်းစကားပြောနေတယ်မရှုပ်စမ်းပါနဲ့သမီးဧည့်သည်ခေါ်မယ်ခေါ်လိုက်စမ်းပါဟာကြာလို့ဟုတ်တယ်အဖေရဲ့သမီးပြောတဲ့ဧည့်သည်ဆိုတာသူပဲဟောဗျာဘလို့တွေပြစ်လာကြတာတော့ဘယ်လိုပြစ်ရမှာလဲအဖေရဲ့ထုံးတန်တိုင်းပေါ့အိမ်ရဝတ်တွေကိုရှော့ဖို့ဆိုပြီးတော့မြစ်စိတ်ကန်းကိုသွားခဲ့တာလေမြစ်စိတ်ကန်းမှာအဝတ်ဖလာကြီးနဲ့မျောလာတာတွေ့လို့သမီးတနာလို့ခေါ်လာတာအဖေရဲ့နင်ကလူကိုတနာတာလားအဝတ်ဖလာတာကိုတနာတာလားအဖေကလည်းဘာပြောနေမှလဲမသိဘူးအဖေကလည်းလုံမနေနဲ့သမီးမင်္ဂလေးရှိတဲ့အိမ်တော်တာတိုင်းရောက်တယ်လေးရှိနေလို့မတင်နိုင်ဘူးဒီတော့အဖေအဝတ်စားတွေပြီးပြီးပြန်လွှတ်လိုက်ပါသမီးရဲ့ပြန်လွှတ်လိုက်အဲ့လိုတော့မလုပ်ပါနဲ့အဖေရဲ့သူကြည့်ရတာလေဘုန်းကြီးလူတက်ကြီးနဲ့တူပါတယ်ဘေးမှာသွားတက်မဲ့လာတတ်ပဲပုံလည်းမပေါ့တနာစရာလေးပါအဖေရဲ့အေးရက်ကြတနာခိုင်ရင် तू ကနင့်တနာသွားလိမ့်မယ်အဖေကလေဒုက္ခရောက်တဲ့ဒူးဆိုတာကေကောင်းပါတယ်တရက်နေ့တော့အိမ်မှာခေါ်ထားပြရစီနော်ဖေကြာရင် तू ကနင့်တနာသွားလိမ့်မယ်လို့တနာချင်လေတနာပါစီအဖေရဲ့ဟောဗျာဘယ်နဲ့ဟာကြီးတော့တရက်နေ့တော့ခေါ်ထားပြရစီနော်ဖေနော်ကဲပြောမှမရလဲသမီးသဘောဗျာဟာမလုတ်တယ်မကိုင်းနဲ့ဘုန်းကြီးလူရတ်တမလောင်တောင်ပြညာဘဝင်းကြီးတို့ဘောင်းကအကောင်းကလေးပြည့်ဒီတူရတွေဝေတ냐မလေးဘူဘောတဘူရှက်လူကတူရှက်လူအေးမနေတော့ချစ်လို့လေးနဲ့ဝမ်းရည်ကိုထွက်သူရချက်သမီးမြာတဲ့ရှင်ဘီသမီးကိုဘာခိုင်းကြရှိလို့လဲဘာမှခိုင်းကြရှိလို့မဟုတ်ဘူးမပြောမပြီးမတိမမီဆိုသလိုပဲတော်ဝင်းကျင်ကအဖေတို့သားပါကိုတက်နဲ့ပြောနေကြပြီဘာလဲလေအဖေရဲ့ဘာလဲလို့မနေနဲ့နင့်အကောင်ကြောင့်ဘယ်နဲ့မေရဘာလို့မှမလို့မကိုင်းမင်းအိမ်ပေါ်မှာစတိုင်နဲ့နင်းသားထိုင်စားနေတော့တော်ဝင်းကျင်ကငါ့ကိုပြောပြီးဘောအောင်မမြလေးတို့အဖေများရွှေသမက်ကြီးရထားတယ်ငွေသမက်ကြီးရထားတယ်နဲ့ကြာတော့ငါသိမခံနိုင်တော့ဘူးဒီတော့နင့်အကောင်ကိုအိမ်မော်ကနေကြရင်နင်ချနင့်အကောင်ကိုအိမ်မော်ကနေမချရင်နင်မအိမ်မော်ဆင်းလိုက်တော့သမီးသိပါတယ်အဖေရဲ့အဖေတို့သူ့အပေါ်မှာအမြင်မကြည့်တာကိုလည်းသမီးရိပ်မိပါတယ်တို့ပေမဲ့လို့ဘာမှမလုပ်တတ်မကင်တတ်ပေမဲ့သမီးရဲ့အပေါ်မှာတော့မတောင့်မဆန်းမဖောင်မပြားတော့ရှိပါတယ်ဖေရဲ့တို့ပေမဲ့လို့အဖေရောက်မှမကြည့်ဘူးတော့ဘူးဆိုရင်မတထားတဲ့အစာမတထားတဲ့နေရာမှာသမီးမနေတော့ပါဘူးအဖေရဲ့သမီးမိုက်လင်းကိုတိတော့အဖေကိုအခါရတဲ့သမီးမိုက်နင်းကြိုက်ပြစ်စီရမယ်စန္ဒဘီတောင်းတလုံးအိုးတလုံးဖြာတစ်ချက်ပြီးလိုက်မယ်အိမ်ဘောကဆင်းအဲ့ဒါအမွေပြဆင်းလိုက်တော့စန္ဒဘီတောင်းတလုံးအိုးတလုံးနဲ့ဖြာတစ်ချက်အမွေပြန်အဖေမွေးသွားအောင်မယ်အဖေရဲ့ဒါတောင်ဇက်ထုတ်ထဲမှာမလုပ်ပေးနိုင်တာအပြင်မှာဆိုအဲ့လောက်တောင်ပြီးနိုင်မှာဟုတ်ဘူးဖုံးပေတောင်ချီတုံနေရပါဆိုကောင်းပါပြီဖေရဲ့သမီးစင်းစုံလဲဆင်းပါမယ်တို့ပေမဲ့လို့ကိုတိတ်တာပြန်လာရင်ဟိုးရွာထိတ်ကဒိဆက်မှာညာလေးစောင့်နေပါတယ်လို့လမ်းညွှန်ပေးလိုက်ပါဖေမလုတ်တယ်မကိုင်းတဲ့ဘုန်းကြီးလူတို့တမလောင်ဒီခါကြတော့ဘဝင်းကြီးတို့ပေါင်းကအကောင်းကလေးပြည့်ဒီတူတဲ့တွေဝေးခမရမလေးဘူဘောရဘူရှက်သူခတ်သူရှက်သူအေးမနေတော့ချစ်လို့လေးနဲ့ဝိုင်းယူထွက်ယူရရှိညာလေးလာပြီကြတဲ့လုံးဟိုကြ
တီတွေအတုံးလိုက်အတက်လိုက်တဲလာတဲ့ကလေးလေးလို့ပြောတာလားခင်ဗျာမင်္ဂလာမရှိဘူးလို့ပြောနေတာဟေ့ ဖေမြလေးရော ဘယ်ကမြလေးတော့ဩဘယ်ကမြလေးရမှာတော့အဖေသမီးဟိုတာမိမလေး သူ့မကြည့်ဘူးလို့မကြည့်ဘူးမှမသိစိုးချလေးများလိုက်ရင်ကျွန်တော်ကြံသေးတယ်လေးဆိုတဲ့အိုက်ပန်လိုကောင်ထက်တောင်ကဲနေတယ် အဖေမြလေးရောလို့ မင်းမိမငါသမီးအိမ်မှာမရှိတော့ဘူးကွာ ဖဲသွားလို့လေဗျာလင်တော့မရတဘာဘာဆိုသလိုမင်းလုံးအသုံးမကြတဲ့ငါတူမအားရခဲ့မိတယ်ငါရဲ့သမီးကမင်းကြောင့်ငါသိမခံနိုင်တော့လို့ဒီနေ့အိမ်ဘောအမိနဲ့ထားလိုက်ပြီဟောချွတ်ကိုကြကုန်ပြီဟေးမင်းလိုက်ချင်တာပါဆိုရင်ရွာအပြင်ဆက်ကတဲပြမှာရှိနေမှာတဲ့လိုက်ချင်လိုက်သွားလို့ရတယ်ကွာကျွန်တော်လိုက်သွားရမှာပေါ့ဖေလိုက်သွားရမှာပေါ့လူစိတ်မရှိတဲ့လူကြီးအကျဉ်းသားတရားခေါင်းမတဲ့လူကြီး ဟောဗျာဖခင်ကောင်းမပြီးသားတဲ့လူကြီးဟောအဖေမကြည့်ဘူးရင်ကျွန်တော်စင်းမှာပေါ့ခုတော့ကျွန်တော်အတွက်နဲ့ညာလေးခုလိုဒုက္ခရောက်ရမှာကျွန်တော်မကြည့်ရပါဘူးကျွန်တော်ညာလေးနောက်လိုက်သွားမယ်ကျွန်တော်ညာလေးနောက်ကိုလိုက်သွားတော့မယ်ဗျာအရေးတဲ့ဝန်းဦးနဲ့လာတွေ့တာမကြည့်အောင်သာရမတော်မွေ